ကျွန်တော်ဘဝမှာအကြောက်ဆုံးအရာကိုပြောပါဆိုရင်ကျွန်တော်အောင်မြင်တဲ့အချိန်မှာကျွန်တော်မိဘတွေမရှိတော့မှာကိုကျွန်တော်ကအရန်ကြောက်တယ်ခဏတိုင်းလည်းကျွန်တော်တွေးပြစ်တယ်ကျွန်တော်အောင်မြင်နေတဲ့အချိန်မှာကျွန်တော်ချစ်တဲ့လူတွေပေါ့ကျွန်တော်မိဘအပါအဝင်ကျွန်တော်ချစ်တဲ့လူတွေဒါကျွန်တော်ဘေးမှာမရှိတော့မှာကိုကျွန်တော်ကအင်မတန်ကြောက်တဲ့ထဲမှာပါတယ်အဲ့တော့ခုလက်ရှိဆိုရင်ဒါကျွန်တော်မိကြီးအသက်80ရှိပြီအဲ့တော့တခါလေးကျွန်တော်တွေးမိတယ်ငါတိထက်9နှစ်လောက်ကျူပြီးတော့ဘာလို့မအောင်မြင်ခဲ့တာလဲဆိုပြီးတော့ကျွန်တော်တွေးမိတယ်ပေါ့ခုလဲအောင်မြင်သလားလို့မေးရင်မအောင်အကြီးကျယ်အောင်မြင်နေတာမဟုတ်ပါဘူးဒါပေမဲ့ကိုခု2နှစ်လောက်ရှိပြီကိုအိမ်ကိုပတ်စံထောက်ပံ့နိုင်တယ်အဲ့တော့ကျွန်တော်တွေးတာပေါ့လွန်ခဲ့တဲ့9နှစ်6နှစ်လောက်တော့ကငါဘာကြောင့်မထောက်ပံ့နိုင်ခဲ့တာလဲပေါ့ထောက်ပံ့နိုင်ရင်တော့မှနဲတယ်ဗျာအမောင်သိရမလားအိမ်တအိမ်လုံးကိုဘယ်လိုပြောမလို့ပြည့်စုံအောင်ထားနိုင်ဖို့စာဝေးနေရေးတွေကိုထောက်ပံ့နိုင်လောက်ကျွန်တော်မထောက်ပံ့နိုင်ခဲ့ဘူးအဲ့တော့ကျွန်တော်ခါလီတွေးမိတယ်ကျွန်တော်မေကြီးကအသက်80အသက်ကြီးနေပြီပေါ့အသက်ကြီးရပေါ့ငါလွန်ခဲ့တဲ့9နှစ်လောက်ကပိုးပြီးတော့အောင်မြင်ခဲ့တင်တာဆိုပြီးတွေးရဒါပေမဲ့ဒီကိစ္စတွေကကျွန်တော်လည်းလုံမရတော့ဘာမှတော့မတတ်နိုင်ဘူးပေါ့အခုတော့ကိုပတ်စံထောက်ပံ့နိုင်တဲ့အချိန်မှာကိုမေကြီးကိုတော့ကျွန်တော်အနေနဲ့ပြည့်စုံအောင်ထားတယ်ပေါ့ကျွန်တော်အဖေဒီအမေဒီကတော့ငယ်သေးတယ်ကျွန်တော်ဖေဒီမီဒီယာခုမှ90လားပဲရှိသေးတာကျွန်တော်ဖေဒီမီဒီယာဖေက50အမေ50ဖေ49လားမသိဘူးဒါပေမဲ့လောကကြီးဆိုတော့ပြောလို့မရဘူးပေါ့တက်တန်းလိုက်နေရမယ်ဆိုရင်ကျွန်တော်မေဒီယာငယ်သေးတယ်ပေါ့အမေနဲ့ဖေကငယ်သေးတယ်ကျွန်တော်မေကြီးတက်ကြီးသွားတာကိုကျွန်တော်ကအင်မတန်နှမျောတယ်ထင်မှာပါတယ်အဲ့တော့ရှင်းပြောရင်ကျွန်တော်တို့ဘဝတွေမှာကျွန်တော်တို့ကြောက်စရာအကောင်းဆုံးကိစ္စကိစ္စတွေမှာပါတယ်ကျွန်တော်တို့ဟာအောင်မြင်အောင်ကြိုးစားတယ်ဒါပေမဲ့ကျွန်တော်တို့ပြီးဖောင်တကယ်အထွတ်ထိပ်ကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ချစ်တဲ့လူတွေမရှိတော့တာအထူးသဖြင့်ပြောရရင်ကျွန်တော်တို့ကိုဒီလိုဘဝမျိုးရောက်ဖို့အတွက်စွန့်လွတ်အနစ်နာခံပြီးခဲ့တဲ့လူတွေမရှိတော့မှာကိုကျွန်တော်အင်မတန်ကြောက်တာ။ဘာလို့ဆိုသူတို့ကကျွန်တော်တို့ကိုတွန်းတင်ပြီးတယ်ကျွန်တော်တို့အဲ့ဒီနေရာကိုရောက်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ကပြန်ပြီးတော့လက်ဆွဲခေါ်တော့မဲ့အချိန်မှာမရှိတော့မှာအရန်ကြောက်တာကျွန်တော်ကသူတို့တွန်းတင်ပြီးတယ်ကျွန်တော်တို့အမြင့်ကိုရောက်တယ်အမြင့်ကိုရောက်တဲ့အချိန်မှာကျွန်တော်ကလက်ဆွဲပြီးတော့သူ့ကိုပြန်ခေါ်မဲ့အချိန်မှာသူတို့ဟာမရှိတော့ဘူးဆိုရင်တွေးကြည့်ရင်အင်မတန်ရင်နာစရာကောင်းတဲ့ဒီကိစ္စတွေကဘာကြောင့်လဲဆိုကျွန်တော်တို့ဘဝမှာကျွန်တော်တို့ကိုအမြင့်ရောက်ဖို့ဆိုတာကကျွန်တော်တို့မိဘတွေနဲ့တင်မဟုတ်ဘူးကျွန်တော်တို့အဖွားတွေမိကြီးတွေကျွန်တော်တို့အဘတွေနောက်တစ်ခုကကျွန်တော်တို့ရဲ့ဒါညီကိုမောင်နှမတွေပါတယ်ဥပမာကျွန်တော်ခုနိုင်ငံသားကြီးထွက်ဖို့ပါဖို့အတွက်ကျွန်တော်ကိုကြီးကရွာမှာနွားထုံပေးရတယ်ဒါ9တန်းကနေထွက်ပြီးတော့သူ12နှစ်သားလောက်ကနေခုလက်ရှိသူ့အသက်ဆို28နှစ်ရှိပြီအဲ့ဒီအထီကို तू ကအနစ်နာခံပြီးတော့နွားထုံပေးခဲ့ရတာအိမ်ရဲ့စီးပွားရေးကို तू ဥဆောင်ပေးခဲ့ရတယ်အဲ့ဒီအတွက်ကျွန်တော်ကလှုပ်ချင်တိုင်းလှုပ်လို့ရတာအဲ့တော့ရှင်းပြောရင်ကိုကကူပြီးဖောင်ပြန်ရောက်တဲ့ချိန်မှာကျွန်တော်ဆိုရင်လည်းပြန်ဆွဲတာပဲပြန်ဆွဲတယ်ကျွန်တော်ပြန်ဆွဲခေါ်တယ်အကြောက်ဆုံးကဘာလဲဆိုအဲ့လိုကူကဆွဲခေါ်ခြင်းမဲ့မရှိတော့မှာကိုကျွန်တော်ကအင်မတန်ကြောက်တာအဲ့တော့ကျွန်တော်ရှိနေတဲ့ချိန်မှာတော့ကျွန်တော်ကလှုပ်ကြွေးတယ်တက်နိုင်သမျှပြီးတယ်အမေလေးဖွေးဆိုလဲကျွန်တော်ပြည့်စုံအောင်ထားတယ်ကျွန်တော်တက်နိုင်တဲ့အပေါက်ပေါ့အများကြီးတော့မဟုတ်သေးပေမဲ့ကျွန်တော်ခုလက်ရှိတက်နိုင်တဲ့လောက်ကျွန်တော်ပြည့်စုံအောင်ထားတယ်ဘာကြောင့်ထားသလဲလို့မေးရင်ကျွန်တော်ရဲ့ပြီးဖောင်မှာကျွန်တော်ကိုအမြင့်ကိုတင်ပေးခဲ့တဲ့လူတွေကျွန်တော်အောင်မြင်မှုအတွက်ကိုအဆဆရကူညီပေးခဲ့တဲ့လူတွေကိုကျွန်တော်ကပြန်ပြီးလက်ဆွဲခေါ်မယ်ဆိုတာကိုကျွန်တော်ကတွေးထားလို့ပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အောင်မြင်မှုငွေဘာကြောင့်ရှာလဲလို့မေးရင်ဗျာကျွန်တော် philosophy ဆိုရှင်းတယ်။ငွေဘာကြောင့်ရှာတာလဲရှင်းလေးပဲကျွန်တော်အတွက်ကကျွန်တော်ချစ်တဲ့လူပြောအောင်ထားဖို့အတွက်ငွေရှာတာရှင်းလေးပဲငွေရှာတာကျွန်တော်အတွက်ရှင်းလေးပဲကျွန်တော်ကိုယ်တိုင် luxury ခံကျင်လို့လည်းမဟုတ်ဇိမ်ခံကျင်လို့လည်းမဟုတ်ဘူးကျွန်တော်အတွက်ကျွန်တော်ဆိုရင်ငွေရရှာစရာအကြောင်းရင်းကိုမရှိတာကျွန်တော်ကရွာမှာနွားထုံမှာပြောတဲ့လူတော့မြို့မှာနေရတာအဲ့လိုပြောတာမဟုတ်ဘူးကျွန်တော်ခုလက်ရှိကိုရီးယားမှာနေလဲကျွန်တော်ကမပြောဘူးဒါရှင်းပဲပြောတာကျွန်တော်ရွာမှာကျွန်တော်နွားထုံပြီးနေတာပဲအပျော်ဆုံးပဲကျွန်တော်ကသူနွားထုံလိုက်မြင်းစီးလိုက်ကကျွန်တော်အပျော်ဆုံးဘဝပဲဒါပေမဲ့ဒီဘဝဟာမလုံလောက်ဘူးအဲ့တော့ကျွန်တော်ချစ်တဲ့လူတွေပျော်ဖို့ရာအတွက်ဆိုရင်ပတ်စံကရှိဖို့လိုတယ်အဲ့ဒီအတွက်ပတ်စံရှာတယ်အဲ့တော့ဟုတ်ပြီကိုကပတ်စံရှိတဲ့အချိန်မှာကိုချစ်တဲ့လူတွေမရှိတော့ဘူးဆိုရင်အတိတ်ပဲမဲ့သွားတာဘဝအရှင်းပြောအတိတ်ပဲမဲ့သွားတာအဲ့တော့ကျွန်တော်ဘဝမှာအကြောက်ဆုံးအရာဘာလဲလို့မေးရင်ကျွန်တော်အောင်မြင်တဲ့အချိန်မှာကျွန်တော်ကိုထမ်းတင်ပြီးခဲ့တဲ့လူတွေကျွန်တော်ချစ်တဲ့လူတွေအမေတွေအဖေတွေညီကိုမောင်နှမတွေအဖွားတွေမရှိတော့မှာကိုကျွန်တော်အင်မတန်အကြောက်ဆုံးပဲခုလက်ရှိကျွန်တော်မေကြီးအသက်80တောင်မှကျွန်တော်ကတွေးတယ်ကျွန်တော်မေကြီးလွန်ခဲ့တဲ့9နှစ်လောက်ကငါဘာကြောင့်မအောင်မြင်ခဲ့တာလဲဆိုတာကိုကျွန်တော်အမြဲတမ်းတွေးနေတယ်သိရမလားအဲ့တော့ခုလက်ရှိတော့ကျွန်တော်မေကြီးကိုကျွန်တော်ပြေစုံအောင်ထားပါတယ်ကျွန်တော်မေကြီးကိုဆေးရုံတွေပါတက်လဲကျွန်တော်လုတ်ပြီးတယ်ပေါ့ဆေးရုံတွေပါတက်တယ်ခွဲပြီးတယ်ဒါခုလက်ရှိကျွန်တော်ဒီအစာအန်ရှူဝါတို့ဘာလို့လဲကျွန်တော်အမြဲတမ်းတိုက်တယ်ကျွန်တော်မေကြီးကိုသိရမလားအလုပ်တွေပါလဲကျွန်တော်မခိုင်းတော့ဘူးကျွန်တော်မေကြီးဘာမှမလုပ်ခိုင်းဘူးတိုင်းပဲထားတာဘာကြောင့်လဲဆိုတော့ကျွန်တော်မေကြီးကလည်းကျွန်တော်ဘဝရဲ့အရေးကြီးဆုံးကျွန်တော်ချစ်တဲ့လူတွေထဲမှာအရေးကြီးဆုံးအစိတ်ပိုင်းနေတဲ့ကတစ်ခုဖြစ်ပါလို့ပဲသိရမလား